အခုတလောကိစ္စနေတဲ့စက်မှုကုန်တော့အခွင့်အလမ်းကောင်းများဆိုရင်လာစားလဲကောင်းတယ်လို့အလုပ်မျိုးစားလဲကောင်းပါရဲ့ရှင်။စောင်းလို့ရေလိုမျိုးလာစားကောင်းကောင်းရချင်တဲ့နောက်ပြီးစားတောက်ကုန်ထုတ်လိုမျိုးလဲအလုပ်မျိုးစားကောင်းနေတဲ့ရချင်တဲ့ဆိုရင်စက်မှုကုန်တော့ကအရန်ကိုတင်လွင်မှာဖြစ်ပါတယ်။စာကူရာကျောင်းရဲ့ပထမဦးဆုံးစက်မှုကုန်ထုတ်တင်တန်းကိုလှည့်တဲ့ကျောင်းခွဲမှာဖွင့်လှစ်ဖို့ရှိပြီးတော့လက်ရှိမှာအခြေခံလာစားရန်23,000ကနေ35,000ထိပေးတာကြောင့်စောင်းလို့ရေလိုမျိုးအမြင့်ကျောင်းတက်တဲ့သူတွေအတွက်စက်မှုကုန်တော့ဟာရွေးချယ်တင်တဲ့ပါပါတယ်။နောက်ထပ်အားသာချက်ကတော့အောင်လမ်းမှာကင်ဆောင်ထားတဲ့သူတွေနင်းနေတဲ့အချိန်မှာဒီလိုခွင့်ရေးမျိုးကိုရွေးချယ်လိုက်မယ်ဆိုရင်အင်တာဗျူးအောင်ချက်လဲကောင်းလာမှာဖြစ်ပါတယ်။ဒါကြောင့်ခွင့်လန်းကောင်းဒီကိုပိုင်ဆိုင်နိုင်မှုအတွက်ဇီယာတီလမ်းမှာဖွင့်လှစ်မဲ့စာကူရာစက်မှုပုံတော်တင်တန်းကိုတက်ရောက်ကြဖို့အတွက်အကြံပြုလိုပါတယ်ရှင်။ဂျပန်စာကိုအခုမှစတင်ခြင်းတဲ့သူတွေအတွက်လည်းတာဂီတာတာမွေနဲ့မြောက်တကုံမှာလည်းတက်ရောက်နိုင်တယ်လို့တပတ်မှာတရက်တည်းတက်ရတဲ့လှဲရန် M5 Sunny Only တန်းတွေရောအလုံးမာတဲ့သူတွေအတွက်ညဘက်မှာတက်ရောက်နိုင်မဲ့ Zoom class တွေ video class တွေရောရှိပါတယ်။ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ရှင်။